မိတို့ရဲ့အစော့လွန်ချင်းမြို့လေးရဲ့တနေရာမှာမိတို့လို့ခေါ်တဲ့လူတစ်ပိုင်းကြောင်တစ်ပိုင်းတတဝါလေးတစ်ကောင်ရှိပါတယ်သူကကြောင်တရွက်ကလေးတွေအမီးလေးတွေနဲ့ချစ်စရာကောင်းပေမဲ့စိတ်ကတော့တော်တော်လေးကိုရွေးတာပါသူ့ရဲ့ဝါသနာကလမ်းသွားလမ်းလာတွေကို၆လန့်တာပစ္စည်းတွေကိုပုတ်ချတာနဲ့လူတွေကိုအမြဲလိုက်ဆနေတာပါပဲငါကချစ်ဖို့ကောင်းတော့ဘာလို့အချော့ခံရမှာပဲဆိုတဲ့အထာနဲ့သူဟာတနေ့ထက်တနေ့ပိုပြီးဆိုးလာခဲ့ပါတယ်တနေ့မှာတော့မိတို့ဟာရက်ွက်ထဲကအမြဲအေးအေးဆေးဆေးနေတတ်တဲ့အဖိုးကိုဦးဆန်ရဲ့အိမ်ကိုရောက်သွားပါတယ်ဦးဆန်ကပန်းအိုးလေးတွေကိုတေချာပြုစုပြိုးထောင်ထားတာပါမိတို့ကတော့ထုံးစံအတိုင်းရွေးချင်စိတ်ပေါက်လာပြီးပန်းအိုးတွေကိုလက်သေးနဲ့ကုတ်တယ်အဖိုးအိုရဲ့ရင်နွေးကြမ်းခွက်ကိုအမီးနဲ့ခတ်ချလိုက်တယ်အဖိုးအိုဖတ်နေတဲ့သတင်းစာပေါ်တက်ထိုင်ပြီးညောင်းနဲ့လှောင်ပြတဲ့ဦးဆန်ကစိတ်မဆိုးပဲပြုံးပြီးငှမြေအရာရာမှာအကန့်အသတ်ရှိတယ်နော်လို့ပဲသတိပေးပါတယ်ဒါပေမဲ့မိတို့ကတော့ဂယုမဆိုင်ပဲအဖိုးအိုရဲ့အဖိုးတန်ဆုံးရှားပါတစ်ခွအိုးကိုပါမြေကြီးပေါ်ပုတ်ချပစ်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဦးဆန်ကတက်ပြင်းချလိုက်ပြီးသူ့ရဲ့လှုပ်ဝက်ချက်ကိုထုတ်သုံးလိုက်ပါတယ်တကယ်တော့ဦးဆန်ကရိုးရိုးဖိုးကြီးမဟုတ်ပဲမော်စရာဟောင်းတယောက်ပါဦးဆန်ကလက်ဖြောက်တစ်ချက်တီးလိုက်တဲ့အခါမိတို့ရဲ့ခန္ဓာကိုယ်ကချက်ချင်းဆိုသလိုအေးခဲသွားပြီးလှုပ်ရှားလို့မရတော့ပါဘူးပြီးနောက်မိတို့ကိုလှောင်အိမ်တေးသေးလေးတစ်ခုတည်းထည့်လိုက်ပါတယ်မင်းကတခြားသူတွေရဲ့စိတ်နှလုံးကိုမငဲ့ကွက်ပဲစနောက်ရတာပြောနေတာကိုအခုမင်းကိုဘယ်သူမှမမြင်နိုင်နဲ့မကြားနိုင်တဲ့နေရာမှာတပတ်ကြာပိတ်ထားမယ်မင်းတကယ်နောင်တရမှငါပြန်လွတ်ပေးမယ်မိတို့ဟာလှောင်အိမ်ထဲမှာတယောက်တည်းအထီးကျန်စွာနဲ့အမှောင်ထဲမှာနေရပါတော့တယ်သူဘလောက်ပဲညောင်ခေါ်ဘလောက်ပဲရွယ်ရဘယ်သူမှလာမချော့ကြတော့ပါဘူးသူစားနောက်ခဲ့တဲ့လူတွေရဲ့စိတ်မချမ်းသာမှုကိုသူကိုယ်တိုင်ပြန်ခံစားလိုက်ရတာပါတပတ်ပြည့်တဲ့အခါဦးဆန်ကမိတို့ကိုပြန်လွတ်ပေးလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးမိတို့ဟာလူတွေကိုလိုက်မနှောက်ယှက်တော့ဘူးပစ္စည်းတွေကိုအကြောင်းမဲ့ဖျက်ဆီးတာမျိုးမလုပ်တော့ဘူးစွမ်းရည်တွေကိုလူတွေကိုကူညီတဲ့နေရာမှာပဲအသုံးချပါတော့တယ်ချစ်ဖို့ကောင်းခြင်းဆိုတာတခြားသူကိုနှောက်ယှက်ဖို့လိုင်စင်ရထားတာမဟုတ်ပါဘူးအပြန်အလှန်လေးစားမှုရှိမှသာရေရှည်မှာလူချစ်လူခင်ပေါများမှာဖြစ်ပါတယ်